အနုပညာအကြောင်းမသိပဲနဲ့ပကြီးရေးလို့မရဘူးလားဆိုတော့ရပါတယ်စိတ်ပညာတေချာမတတ်ပဲနဲ့စိတ်ကူးနေတဲ့လူတွေလည်းအများကြီးပဲလေနော်ဒီနိုင်ငံမှာလေမင်္ဂလာပါဗျာကာစာပကြီးတင်တဲ့ကနေကြိုဆိုပါတယ်ဒီနေ့မှာခင်ဗျားတို့ကျွန်တော်တို့အမြဲတမ်းပြောဖြစ်နေတဲ့ခန်းစားရလို့ရေးလိုက်တယ်ခန်းစားချက်နဲ့ရေးတယ်ဆိုတော့အနုပညာနဲ့ခန်းစားချက်အကြောင်းကိုဆရာစောစောအောင်ရဲ့စာတမ်းတွေကိုကားပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အရင်ကလည်းပြောဥပါတယ်ပကြီးဆိုတာအနုပညာကိုချင့်ကပ်ဖို့မီဒီယံတစ်ခုသာဖြစ်တယ်ဆိုတာအဲ့တော့စာပေဂီတရုပ်ရှင်ပကြီးနော်အဲ့ဒါတွေအားလုံးဟာအနုပညာစီကိုချင့်ကပ်ဖို့ဒါမှမဟုတ်အနုပညာလုပ်ဖို့အတွက်အသုံးပြုရမယ်မီဒီယံတွေသာဖြစ်ပါတယ်အဲ့ဒါကိုအားတန်ရာမီဒီယံကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေကိုဖန်တီးဖော်ထုတ်တာဖြစ်ပါတယ်လူတစ်ယောက်ဟာစာအုပ်တွေဂီတတွေရုပ်ရှင်ပကြီးစတာတွေကိုနှစ်သက်တယ်သဘောကျတယ်ဆိုလို့ရှိရင်သူဟာအနုပညာစီကတစုံတစ်ခုကိုရရှိလို့ဖြစ်ပါတယ်ဒီတော့ပကြီးဆိုတာရဲ့ပန်းတိုင်ဟာအနုပညာဆိုတာတော့အလွန်ထင်ရှားပါတယ်ဒီတော့အနုပညာမသိပဲနဲ့ပကြီးရေးလို့မရဘူးလားဆိုတော့ရတာပေါ့ဒါပေမဲ့အခုလက်ရှိထင်ရှားနေတဲ့မြန်မာပကြီးဆရာကြီးတွေကိုလေ့လာကြည့်လိုက်ရင်သူတို့ကဆရာကောင်းသမားကောင်းတွေစီကအနုပညာသိမှုတွေကိုအများကြီးချက်ထွန်နိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်အခုပြောမယ့်အကြောင်းအရာကအနုပညာသဘောတရားကိုလုံးဝမသိသေးတဲ့လူငယ်တွေဒါမှမဟုတ်လေအနုပညာအကြောင်းကိုလေ့လာနေကြတဲ့လူငယ်တွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်ကျွန်တော်ကတော့လူငယ်တွေရဲ့သိမှုကိုနည်းနည်းလေးချက်ထွန်ပေးတဲ့သဘောဖြစ်ပါတယ်ခင်ဗျာဆရာကြီးမဟုတ်ပါဘူးပုံတူရေးခြင်းလို့ဒါမှမဟုတ်ရှုခင်းရေးခြင်းလို့ပတ်စံရခြင်းလို့အောင်မြင်ကြော်ကြလူသိများခြင်းလို့ဒီခေတ်မှာဆိုလို့ရှိရင်ဖန်များတာပေါ့အဲ့လိုမျိုးပုံစံမျိုးနဲ့ပကြီးကိုမချင့်ကပ်တတ်မှာအလွန်မှားပါတယ်ဒီနေရာမှာပုံတူရေးတာရှုခင်းရေးတာစတာတွေကိုကျွန်တော်ကမှားတယ်လို့ဆိုလိုတာမဟုတ်ဘူးเนาะလုံလောက်တဲ့အကြောင်းပြချက်အနုပညာရည်ရွယ်ချက်နဲ့ဖန်တီးဖို့ပဲပြောပြတာဖြစ်ပါတယ်အနုပညာ concept နဲ့ရေးထားတဲ့ပုံတူတစ်ပုံဆိုပါတော့เนาะအဲ့လိုပုံတူတစ်ပုံနဲ့ဘာအနုပညာမှမသိပဲနဲ့တူယုံပဲလှုပ်ထားတဲ့ပုံတူတစ်ပုံဟာမြင်ရသူတွေအဖို့အလွန်ကိုခြားနာတာသိတာပါတယ်ဒီလိုခဏခဏထည့်ပြောနေရတဲ့အနုပညာဆိုတာဘာလဲပေါ့ဘယ်အရာကအနုပညာလဲဘယ်လိုဖန်တီးရင်အနုပညာမြောက်တယ်လဲတကယ်တော့ကျွန်တော်မှလည်းတိကျတဲ့အဖြစ်မရှိပါဘူးတယောက်ချင်းစီရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ကြွားချနိုင်ပါတယ်သို့တော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ data ရရှိမှုလုံလောက်တယ်ဆိုလို့ရှိရင်မကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်တယ်လို့အနုပညာဖန်တီးမှုတွေအနုပညာအကြောင်းတွေကိုများများလေ့လာထားမှာကိုယ်တိုင်ဖန်တီးတဲ့အခါမှာပုံမကောင်းမှလာမှာဖြစ်ပါတယ်အဲ့တော့အပေါ်ကမေးခွန်းအတွက်19ရာစုလောက်ကနေထင်ရှားပြီးတော့ဒီနေ့ထက်တိုင်လူကြိုက်များနေတဲ့ခင်ဗျားတို့ကျွန်တော်တို့အများနဲ့ပြောဖြစ်နေတဲ့ခန်းစားမှု theory အကြောင်းကိုမိတ်ဆက်တော့ပြပြပေးပါမယ်ဒီနေရာမှာအနုပညာအကြောင်းကိုခေတ်ဆက်ဆက်ကဖွင့်ဆိုရှင်းလင်းခဲ့တဲ့ပညာရှင်တွေအများကြီးရှိပါတယ်အခုပြောပြမယ့် theory ဆိုတာအနုပညာဖွင့်ဆိုဖို့အတွက်လုံလောက်ပြည့်စုံတယ်လို့ဆိုလိုတာမျိုးမဟုတ်ဘဲနဲ့အထူးသဖြင့်ကျွန်တော်တို့လိုမြန်မာနိုင်ငံမှာအပြောများဆဲလူကြိုက်များဆဲဖြစ်လို့လူငယ်တွေကိုမျှဝေတဲ့သဘောဖြစ်ပါတယ်အဲ့လိုမျှဝေတဲ့နေရာမှာလည်းမိတ်ဆက်သဘောအနေနဲ့အကြမ်းဖျင်းအဖြစ်လေးပဲပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပကြီးကားကိုဘာလို့ရေးလဲအဲ့လိုမေးလို့ရှိရင်ခန်းစားရလို့ရေးတယ်ကျွန်တော်ခန်းစားမှုကိုဖန်တီးထားတာဖြစ်တယ်အဲ့လိုမျိုးဖြစ်ဆိုကြတာကြားဘူးမှာပါအဲ့လိုအဖြေမျိုးကိုလည်းပြိတ္တကနားလဲနှစ်သက်ကြတယ်အနုပညာရှင်တော်တော်များများကလည်းကိုဖန်တီးတဲ့အနုပညာကိုခန်းစားမှုနဲ့ဖန်တီးတယ်ဆိုပြီးတော့လည်းခဏခဏပြောတတ်ကြပါတယ်တကယ်တော့လည်းအနုပညာကိုခန်းစားမှုနဲ့ဖန်တီးဆောင်ရွက်တယ်ဆိုတာရေပရအဖြစ်တော့မှတ်ကန်ပါတယ်ဒီနေရာမှာခန်းစားမှုဆိုတဲ့စကားလုံးကိုကျွန်တော်တို့စမ်းစစ်ကြည့်ကြပါမယ်ခန်းစားမှု theory ဆိုတာ19ရာစုလောက်ကနေထင်ရှားခဲ့တယ်လို့ဆိုပါတယ်လီယိုတော်စတိုင်းရဲ့ခန်းစားမှု theory အကြောင်းကိုတော့ကျွန်တော်အကြောင်းသားဘဝမှာအစောဆုံးဖတ်ဖူးခဲ့တာဖြစ်ပါတယ်ဒီ theory ကိုဖော်ထုတ်တဲ့ပညာရှင်တွေအများကြီးထဲမှာကွဲပြားချက်လေးတွေရှိနေနိုင်ပေမဲ့လည်းတူညီတဲ့အချက်ကတော့အနုပညာသမားတစ်ယောက်ရဲ့ပုဂ္ဂလိကခန်းစားမှုအတွေ့အကြုံလို့ဆိုပါတယ်သူတို့ရဲ့အဆိုအရတော့အနုပညာဆိုတာအနုပညာရှင်တစ်ယောက်ရဲ့ခန်းစားမှုကိုဖော်ထုတ်ဖန်တီးခြင်းပဲဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီခန်းစားချက်တွေကိုအနုပညာပရိသတ်ကလည်းခွဲဝေကူးဆက်ခန်းစားနိုင်တယ်လို့ဆိုပါတယ်
ဆက်ပြောရရင်အနုပညာသမားတယောက်ကသူ့အနီးအနားကအကြောင်းအရာတစ်ခုအဖြစ်အပျက်တစ်ခုကိုမြင်တဲ့အခါမှာသူ့စီမှာတစ်ခုခုခံစားလာရတယ်။အဲ့ဒီခံစားချက်တွေကိုအနုပညာပစ္စည်းတွေဖြစ်တဲ့ရုပ်ရှင်စာပေပကြီးစသဖြင့်မီဒီယံတစ်ခုခုနဲ့ဖန်တီးလိုက်တယ်။ဒီနေရာမှာပကြီးဆရာတယောက်ကပကြီးကားတကားဖန်တီးလိုက်တယ်လို့ပဲထားပါတော့။ဆိုတော့ဒါဟာအနုပညာသမားတယောက်ရဲ့ခံစားမှုကကြည့်ရှိသူပရိသတ်စီကိုမျှဝေတယ်ကုဆက်ခံလိုက်ရတဲ့သဘောဖြစ်ပါတယ်။ဥပမာလူတယောက်ကတွားရင်လာရင်နဲ့နေရာအောက်မှာဝင်းလက်နေတဲ့ရွှေတကုံစေတီတော်ကြီးကိုမြင်လိုက်ရတဲ့အခါမှာကြည်ညိုစိတ်ဖြစ်တယ်ဒါမှမဟုတ်လေဖះရဲ့ဂုဏ်တော်တွေကိုအောက်မေ့တတိရတယ်။ရွှေတကုံစေတီတော်ကြီးကိုမြင်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ခံစားမှုတွေပေါ့။အဲ့ကနေတစ်ဆင့်သူကလက်အုပ်လေးချီပြီးတော့ရှေ့ကိုကတော့မယ်။ဒါကတော့ခံစားမှုကိုပြန်လဲဖော်ထုတ်တဲ့သဘောပေါ့။သို့တော့လူတယောက်ကအဲ့လိုခံစားချက်ကိုဖော်ထုတ်ရုံနဲ့နုပညာမဖြစ်ဘူးပေါ့။လူပြောင်းပြီးတော့ကြည့်ရအောင်ပါ။ပကြီးနုပညာသမားတယောက်ဟာအဲ့လိုမျိုးပဲတွားရင်လာရင်လည်းရွှေတကုံစေတီတော်ကြီးကိုမြင်လိုက်ရတဲ့အခါမှာအထက်မှာပြောခဲ့သလိုပဲသူခံစားရမယ်။အဲ့ဒီအချိန်မှာပဲဖះရဲ့ကြီးမြတ်တဲ့ဂရုဏာတော်ကိုအောက်မေ့ပြီးတော့ခံစားချက်တွေဖြစ်ပေါ်လာတယ်။ကြီးညိုတရားဖြစ်လာမယ်။စေတီပေါ်မှာကြာရောက်နေတဲ့နေအောင်ရဲ့အလင်းကိုသူစိတ်ဝင်စားတယ်။အဲ့လိုခံစားလာရတာမျိုးကိုသူကျွမ်းကျင်တဲ့ပကြီးပညာနဲ့ပကြီးကားတစ်ချက်ဖန်တီးလိုက်တယ်ဆိုပါတော့အဲ့ဒီပကြီးကားကိုအနုပညာပရိသတ်ကကြည့်ရှုခံစားလိုက်ရတဲ့အခါမှာအလင်းတွေအယောင်တွေနဲ့ရွှေတကုံစေတီတော်ကြီးရဲ့တပ်ပယ်မှုတွေအဲ့ဒီကနေဖះပေါ်မှာကြည်ညိုတရားတွေခံစားချက်တွေကူးဆက်လာမယ်ဒီလိုအခြေအနေမျိုးကပဲအပေါ်မှာတင်ပြခဲ့တဲ့ခံစားမှု theory ရဲ့အဓိကဆိုလိုရင်းဖြစ်ပါတယ်ခံစားမှု theory ရဲ့အဓိကအဆိုတွေကတော့နံပါတ်1ကအနုပညာသမားရဲ့ခံစားမှုနံပါတ်2ကခံစားချက်ကိုဖော်ထုတ်တင်ပြခြင်းနံပါတ်3ကျတော့ပကြီးကားဒါမှမဟုတ်အနုပညာဖန်တီးဆောင်ရွက်ခြင်းနံပါတ်4ကအနုပညာပရိသတ်တို့ခံစားမှုမျှဝေကူးစက်ခြင်းဆိုပြီးတော့အပိုင်း၄ပိုင်းပါဝင်ပါတယ်အဲ့ဒါတွေအပေါ်မှာမူတည်ပြီးတော့ပညာရှင်တွေကခံစားမှု theory အမျိုးမျိုးကိုဖော်ထုတ်ခဲ့ကြပါတယ်အဓိက2မျိုးကတော့ခံစားမှုထုတ်ဖော်ပြသတဲ့ဂိုင်းရယ်မျှဝေခံစားကူးစက်ခံစားမှုဂိုင်းတို့ဖြစ်ပါတယ်ခံစားမှုထုတ်ဖော်တဲ့ဂိုင်းကတော့ခံစားမှုအစစ်အမှန်ကိုဖန်တီးနိုင်ရင်ပဲအနုပညာမြောက်တယ်လို့ဆိုတယ်ခံစားမှုအစစ်အမှန်ဆိုတာကျွန်တော်တို့ပြောဆိုနေတဲ့ရင်နဲ့နှလုံးသားတွေကလာတဲ့ခံစားမှုအစစ်အမှန်ကိုဆိုလိုတာဖြစ်ပါတယ်ခံစားမှုကူးစက်တဲ့ဂိုင်းကတော့ရင်နဲ့နှလုံးသားတွေကလာတဲ့ခံစားမှုဖြစ်တယ်ဆိုရင်လည်းမရက်ဘူးသူကတော့ပရိသတ်စီကိုအဲ့ဒီခံစားမှုတွေကူးစက်နိုင်မှသာအနုပညာမြောက်တယ်လို့သူတို့ကအဲ့လိုယူဆတယ်အဲ့လိုခံစားမှုကူးစက်နိုင်ခြင်းဟာအနုပညာရဲ့အမြင့်ဆုံးစံဖြစ်တယ်လို့လည်းသူတို့ကသတ်မှတ်ကြတယ်အနှစ်ချုပ်ဆိုရရင်ဒီ theory ကိုစမ်းကြံပြီးတော့ခြေဖြတ်တဲ့ theory လည်းအများကြီးပေါ်ထွက်လာခဲ့တာတော့မှကျွန်တော်တို့အခုထက်ဒီတိုင်းနှစ်သက်နေဆဲဖြစ်တဲ့ theory တစ်ခုဖြစ်ပါတယ်ဒီ theory ရဲ့သဘောတရားအနှစ်ချုပ်ကိုပြောရရင်အနုပညာသမားတယောက်ရဲ့ရင်ထဲကလာတဲ့ခံစားချက်ကိုထုတ်ဖော်ပြသခြင်းအဲ့ဒီခံစားမှုနဲ့ဖော်ထုတ်ထားတဲ့အနုပညာပစ္စည်းတွေကိုအနုပညာပရိသတ်ကနှစ်သက်မွေ့လျော်စွာခံစားချက်အပြင်အနုပညာရှင်ရဲ့ခံစားချက်တွေကိုမျှဝေခံစားနိုင်တယ်ဆိုတော့အဲ့ဒီနှစ်ချက်ဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာလေးတွေကအနုပညာသဘောတရားအရာခံစားမှု theory အကြောင်းကိုပြပြခဲ့တာဖြစ်ပါတယ်အနုပညာဆိုတာဒါပါပဲဆိုပြီးတော့အဖြေပေးနေတာမျိုးမဟုတ်ပါဘူးအနုပညာရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုထားခဲ့ကြတဲ့ theory တွေအများကြီးထဲကကျွန်တော်တို့ဒီနေ့ထိသုံးစွဲနေကြတဲ့ကြိုက်နေတဲ့နေစဲဖြစ်တဲ့ခံစားမှု theory အကြောင်းကိုမိတ်ဆက်သဘောမျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ခံစားမှု theory အကြောင်းကိုအစအဆုံးကြည့်ရှုဖြစ်တယ်ဆိုလို့ရှိရင်ခံစားမှု theory ရဲ့အားနည်းချက်အတ္တချက်တွေကိုcomment အောက်မှာဆွေးနွေးညှင်းခုန်တွားကြလို့ရပါတယ်ခံစားမှု theory ဒုတိယအပိုင်းမှာတော့သူကဘာတွေမှားနိုင်လဲသူရဲ့အားနည်းချက်ကဘာတွေလဲအားနည်းချက်ရှိရင်ဘာတွေဖြစ်မလဲအဲ့ဒါလေးတွေကိုနောက်ဗီဒီယိုတစ်ပုဒ်နဲ့တင်ပြပေးပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ